အိမ်ကစားထွက်တဲ့အချိန်မှာမနက်8 နာရီကျော်လောက်တော့ရှိနေပြီ9 နာရီချိန်ကြာတာဒါပေမဲ့မနက်8 နာရီကျော်မှအိမ်ကထွက်တယ်ပေါ့နော်ဘာမှမဟုတ်ပါဘူးအကုန်လုံးလေးအလုပ်တွေကိုစီနဲ့အသက်ကြီးလာတဲ့အခါမှာတော်တော်လေးစိတ်ပင်ပန်းတဲ့အခါရှိမှာပေါ့နော်အဲ့လိုမျိုးအချိန်မျိုးတွေမှာဆိုရင်အခုလို့ဒီလိုမျိုးကိုတရက်လောက်ဖြစ်ဖြစ်ဘန်လို့ဆိုရင်တစ်ပတ်6ရက်လောက်ဆိုတော့အရန်အလုံးနဲ့လူနဲ့ဆိုရင်စိတ်ကအရန်ဖိစီနေရဆန်လေးတစ်ရက်ကိုတော့တငယ်ချင်းတွေနဲ့လည်းအချိန်ပေးရင်းနဲ့ကိုလည်းလိုရာလေးဝယ်နေ quality ထိုင်းလေးတစ်ခုတော့ဖန်တီးဖြစ်ခဲ့ပါရဲ့ဘန်လို့လည်းဆန္ဒရောက်တော့KK local clothing မှာအဝတ်စားလေးနည်းနည်းကြီးဖြစ်တယ်ပေါ့နော်ဒီ brand လေးကလည်းဒီ small သမားလေးတွေဒါမှမဟုတ်လဲ normal size ရှိရဲ့ညီမလေးတွေမမတွေအတွက်ဆိုရင်တော်တော်လေးအဆင်ပြေရဲ့ budget local brand လေးပေါ့နော်ပန်ကတော့ပြည့်ရဲ့လူမဟုတ်လို့ပန်နဲ့တော်တဲ့အင်ကြီးကတိတ်ပြီးတော့မရှိပါဘူးအနွေးတွေဘာတွေလောက်ပဲပန်ကတော့ဝေးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်တော့ဘန်တို့ဒီနေ့အဓိကမဟုတ်စားဖို့ကတော့စိုးကီကိုရွေးထားတယ်စိုးကီဆိုရင်လည်းမစားရတော်တော်ကြာပြီပေါ့နော်ချက်ကြော်ကလည်းလေ marketing skill ကအရန်ကောင်းတယ်လမ်းကြော်ရင်ဝင်စားကြည့်လိုက်နော်သူကြော်ညာနေတာနဲ့ကိုစားကျင်သွားမှာပေါ့စိုးကီကိုရောက်တဲ့အခါကျတော့ဘန်တို့ကတော့ဒီနေ့တယောက်တစ်ပွဲကိုစားကျင်တဲ့ဟာကိုမှားတယ်လို့ရှိရင်ဒီအပေါ်ကလေဟာလေးတွေကဘယ်လိုခေါ်လဲတော့မသိဘူးပေါ့နော်သူတို့ကလေဘာလို့အဲ့လိုမျိုးအမြဲတမ်းလှုပ်စီပုံစံဖြစ်နေရလဲပေါ့နော်ပြီးတော့ဗန်လဲစင်တာမှာလဲအိတာကိုကောင်းချင်းငယ်ချိတ်လေးလဲအဲ့ဒါလေးလဲတော်တော်စားလို့ကောင်းတယ်နတ်တုတ်တာဟာလေးလေအဲ့လေးလဲဝယ်ခဲ့တယ်ဒီနေ့ကတော့၄ယောက်ပေါ့နော်ဘန်တို့ယူနီတက်တော့တငယ်ချင်း၄ယောက်ပါသူများကြီးတော့ဘယ်နှစ်ယောက်ရှိလဲမသိပေမဲ့ဘန်တို့ကတော့၄ယောက်ရှိပါတယ်အခုပန်လဲကြောင်းပြီးသွားပြီဆိုတော့လေသူတို့နဲ့မတွေ့ရတော်တော်လေးကိုကြာသွားပြီဖိုးရပြီးကြတဲ့သူတို့နဲ့တိတ်ပြီးတော့မတွေ့ဖြစ်ဘူးပေါ့နော်ဒီနေ့ကတော့၄ယောက်သားစုံပြီးတော့စကွီထားကြအရင်အကြောင်းတွေပြန်ပြောကြနေတော်တော်လေးပြောဖို့ကောင်းတယ်ပေါ့နော်အဲ့အချိန်လေးဆိုရင်လူကလေ stress တွေပြေးသွားပြီးတော့လေခဏတာပေါ့နော်အလုပ်တွေကတော့ဘန်တို့ပြန်လို့ရအောင်မှဆိုပေမဲ့လေကိုတခါလေးကြာရင်စိတ်ထွက်ပေါက်လေးလည်းပေးတင်တယ်ကိုဝယ်ချင်တာကိုလုပ်ချင်တာကိုစားချင်တာလေးတွေလည်းစားတင်တယ်ပေါ့နော်မီနူးလေးတွေကမှားထားပြီဆိုတော့ review လေးတစ်ချက်ပြောရမှာပေါ့နော်ခေါ်ဆိုရတော့ဘန်တို့အရင်တော့စားနေကြအရသာအတိုင်းပဲကြိုက်တယ်တကွေယာကီတို့ဘာလို့လဲကြိုက်တယ်ပေါ့နော်အဓိကပန်မကြိုက်တာတော့ပုတ်ကီကိုတိတ်ပြီးတော့မကြိုက်ဘူးအနံ့နည်းနည်းလေးစူးပြီးတော့ပြင်းတယ်လို့ခံစားရတယ်ကျန်တာတွေကတော့ကိုလည်းစားနေကြဆိုတော့လေအရသာပိုင်းကတော့မစိုးပါဘူးပြီးလို့ရှိရင် time city တီယိုနိုဆက်ပြီးတော့ဝင်ပါတယ်အဲ့ရအင်ကြီးလေးဆိုတော့တော်လာတယ်ကွယ်ကိုတော်ဝေးချဖို့စိတ်ကူးလိုက်ပြီပေါ့နော်အင်ကြီးကကြိုက်တယ်အရန်ကြိုက်တယ်ဒါပေမဲ့ plus size over size လည်းမဟုတ်ဘူးပန်ဂျား size ဖြစ်နေတဲ့ခါမှာမတော်ဘူးပေါ့နော်ဟိုမရောက်ဒီမရောက်ဖြစ်နေရပြီးမြင်းဒီကုန်းသွားမယ်မြင်းဒီကုန်းပြောင်းစုပန်းချက်မှာဒီမှာဆိုလဲပန်တို့ចောင်းတက်တော့ဆိုရင်ခဏလာဖြစ်တဲ့နေရာပေါ့နော်ဒီမှာဓပုံလေးဗာလေးရိုက်မယ်စကားအေးဆေးထိုင်ပြောမယ်ဆိုပြီးရည်ရွယ်ထားတာပေါ့နော်ရောက်တဲ့အချိန်မှာတော့နေလေးကလည်းတာတယ်ရာသီဥတုလေးကလည်းတရလေးပဲဒီနက်တုတ်တာဟာလေးလည်းတော်တော်လေးစားကောင်းပါတယ်လို့သူတို့ပိုင်ရှင်မတွေမြင်တော့ကျင်းနေမှာပေါ့နော်မြင်ကွင်းလေးတွေကလည်းအနည်းစိတ်ဆူဆူလေးနဲ့တငယ်ချင်းနဲ့တော်တော်ပြောစရာကောင်းခဲ့ရဒါပေမဲ့ခဏပဲပေါ့နော်နေသားတဲ့အချိန်ကခဏပဲဓပုံနေပါတွေတော့တိတ်ပြီးအောင်မရိုက်လိုက်ရအောင်ဓပုံမရိုက်လိုက်ရပဲနဲ့ခဏနေတဲ့အခါကျတော့မိုးကရွာလာတော့မှာပေါ့နော်ပန်ရိုက်တဲ့အချိန်မှာတော့ရာသီဥတုကတော်တော်ရလေးပဲရှိသေးရဲ့နောက်ပိုင်းဆိုရင်လည်း YouTube မှာဗီဒီယိုအရှည်လေးတင်သွားပေးဖို့ရှိရပေါ့နော်တူတော်တို့ Facebook တို့ကတော့ပန်အမြဲတည်နေကြဗီဒီယိုအတိုလေးပဲတင်ပါပါဒီဗီဒီယိုလေးမှာပန်အဓိကပြောချင်တာကလည်းပတ်လိုမျိုးအရန်စိတ်ညစ်လာပြီး stress ပြလာပြီးဆိုရင်ပန်အခုလောက်တလို့မျိုးမနဲ့မိုးလင်းကနေပဲဖြစ်ဖြစ်ကိုအားတဲ့အချိန်တစ်ပိုင်းကိုပဲဖြစ်ဖြစ်ကိုအတွက်ကိုအချိန်ပေးပါ view site ပါအလုပ်တွေကဆက်ပြီးတော့လုပ်နေရအောင်မှာအသက်တွေကလည်းကြီးလာအောင်မှာဖြစ်တဲ့အတွက်ဘန်တို့ကအနားယူဖို့တော့လိုအပ်တယ်ပေါ့နော်ဘန်အပြန်ချရင်ပန်အတွက်လိုတာလေးတွေအိမ်အတွက်လိုတာလေးကိုသွားဝယ်ပါမယ်ညစာကိုတော့ဘန်မုတ်တီလေးကိုဒီဝက်မိုလုံးလေးနဲ့ရောပြီးတော့စားလိုက်တယ်ပေါ့နော်အိမ်ပြန်ရောက်တဲ့အခါမှာတော့ကေကတော့အခုအတိုင်းဖြစ်နေပါပြီဒါကိုယ့်ရဲ့ငကို reality ပုံစံတိုင်းပဲဘာမှလည်းမပြင်ထားဘူးပန်အိမ်မှာနေတဲ့ပုံစံတိုင်းပဲပေါ့နော်အခန်းလေးကတော့မီးရပန်ဗီဒီယိုရိုက်မှဖွင့်တာဆိုတော့နည်းနည်းလေးလင်းနေရဲတကယ်လို့ vlog စားရိုက်မဲ့ညီမလေးတွေလိုက်တင်နေပါဘယ်လိုထားအောင်လဲမသိဘူးဆိုရင်လည်းပန်အောင်လာမေးလို့ရတယ်ဒါမှမဟုတ်ရင် comment မှာမေးသွားပြီးလည်းရရပေါ့နော်ပန်သီးတလောက်လေးပြန်ပြီးတော့ဖြည့်ပေးပါမယ်ညနေကပန်စီတီမက်ဝင်ခဲ့ရဆိုတော့ညရောက်တော့လိုတာလေးတွေစစ်စစ်ရေးထားမယ်ပေါ့နော်ဝယ်ပြီးရခါကျရင်ပြစ်ထားတာထဲ main place ဆိုရင်လေအခုလိုမျိုးတက်ရက်လေးတွေစီထားတာကလည်းကိုယ်စိတ်ကို relax ဖြစ်စေပါတယ်တနေ့ကုန်6 လေပြီးရဲ့အချိန်မှာအချိန်ရလေအခုဆိုရင်ည9 နာရီကျော်လောက်တောင်ရှိနေပြီပေါ့နော်အဲ့တော့နောက်ထပ် vlog အရှိလေးတွေကြည့်ကြနေဆိုရင်လေပန်းရဲ့
TikTok အကောင့်လေးကိုဒါမှမဟုတ် Facebook အကောင့် YouTube channel လေးတွေကို subscribe လုပ်ထားပြီးတော့ follow လုပ်ထားကြလို့ရပါတယ်နောက်ဗီဒီယိုတွေမှာအကုန်လုံးနဲ့ပြန်သိချပါမယ်အားလုံးပဲတက်တာပါနော်